ကျွန်တော်ဒီနေရာမှာဒုတိယကြိမ်ကျွန်တော်ငယ်နေတဲ့ပြန်လည်ပြီးတော့မိသားရဖွဲ့ရတော့ဆိုတော့ဒီစတဲ့ဖျားရှင်ကမှာလို့ဆိုချီးမွမ်းလို့ပါတယ်ပြီးတော့ကျွန်တော်တို့ဒီကျွန်တော်ဒီရဲ့ဒီကျွန်တော်ပြထားတဲ့ကျွန်တော်UPC ကိုကျွန်တော်ကျေးဇူးတင်ကြောင်းပြောလိုပါတယ်ဒါတော့ကျွန်တော်ရဲ့ဒုတိယကြိမ်ပေါ့နော်လူငယ်စီမှာကျွန်တော်ပေါင်းရတာကျွန်တော်ဒီကြိမ်ဖြစ်ပါတယ်အခုကျွန်တော်တို့ပြောဒီကျွန်တော်ခွန်အားရတဲ့အားကိုညက်ပုံပြီးမြတ်တယ်အတန်တော်ပြီးတော့ဒီနေ့အားလုံးရှင်းလို့လည်းမမဝီမြတ်ကြီးကျွန်တော်လည်းဘာပြောချင်တာလေးရှိပါတယ်ပါတယ်ဆိုတော့အခုကျွန်တော်လုံခဲ့တဲ့ကျွန်တော်တို့ဒီမေလာတကယ်ကြီးဒီကျွန်တော်တို့ဒီကြောချင်းတာမဟုတ်ဘူးလုံးဝရုပ်ပိတ်သွားတာပေါ့နော်ကျေးဇူးတော်တစ်ကြောင်ဒီစင်ပေါ်မှာမလဲသွားတာလည်းရှိတယ်ဒီမင်းရဲ့ကတွင်းဝါမှာဖြည်းဖြည်းရှောက်နေစတဲ့အချိန်မှာလုံးဝမလဲသွားတာလည်းကျေးဇူးတော်ချီးမွမ်းပါတယ်အဲ့ဒါပြောလို့ငယ်ရဲ့ကျွန်တော်ကိုစတောင်းချပြပါဝင်တဲ့အတွက်လည်းကျေးဇူးတော်ကျေးဇူးတင်ပါတယ်ပေါ့နော်ပြီးတော့ဘယ်လိုတော့လဲအဲ့ဒီကာလမှာကျွန်တော်လောလောဆယ်နဲ့နေမကောင်းတာလုံးဝမဟုတ်ပါဘူးဟုတ်နော်ကျွန်တော်နေမကောင်းတာမဟုတ်ဘူးဘုရားသခင်ကကျွန်တော် rest ပေးတာလူဆိုတာ rest လို့ရတယ် music မှာတော့ rest ရှိတယ်ဘဝအတ္တမှာလည်းကျွန်တော် rest ရှိတယ်ဟုတ်နော်အားလုံးကျွန်တော်အတွေ့အကြုံရပြောမယ်ဆိုတော့အနားယူကြပါအတင်းမလုပ်ကြပါနဲ့ဒေါသမကြီးပါနဲ့ဘာလို့ rest နဲ့လူတော်နဲ့အနားယူကြပါလို့နော်မဟုတ်ဘူးဆိုရင်ဘုရားသခင်အတင်းနားခိုင်းတဲ့ချိန်တိုင်းနောက်ဆက်တွဲလေးတွေနည်းနည်းလေးဈေးစကားလည်းကြည့်ရပေါ့နော်အိဆာရမယ့်ပိုင်းတွေလည်းရှိရပေါ့နော်အဲ့ဒါလေးရှိတယ်အားယူကြပါလို့ကျွန်တော်ခေါ်ပေးကြပါတယ်အရင်ဆုံးကျွန်တော်ဆုတောင်းရအောင်ကိုရောရှင်ပြကျေးဇူးချီးမွမ်းတဲ့ကိုရှင်ဒီနေ့ချိန်တိုင်းကိုပြင်ဆင်ပေးရတဲ့ကိုရောရဲ့နာမတော်ချီးမွမ်းပါတယ်တန်ရှင်တော်ဝိညာဉ်တော်ဖျားကိုရှင်ဘာလို့လဲဆိုတဲ့လှူရှားတော်မူပါတန်ရှင်တော်ဝိညာဉ်တော်ဖျားဒီမှာရောက်ရှိကြတဲ့ရောက်စီတဲ့နာကိုလည်းကိုရှင်ဘာဝိညာဉ်နာကိုလည်းဖွင့်ပေးတော်မူပါဝိညာဉ်မျက်စိကိုလည်းဖွင့်ပေးတော်မူပါထို့သူကိုရှင်သားရဲ့လှူရှားမှုလုံးစုံကိုရှင်အသုံးပြုတော်မူပါသားရဲ့ပြောချင်တာမဟုတ်ဘဲနဲ့ကိုရှင်ပြောကြားလို့ရများကိုကျွန်တော်တို့ပြုလို့ကိုရှင်အသုံးပြုတော်မူပါမိကြောင့်ဘာလို့တော့ယေရှုခရစ်တော်နာမတော်ကိုပြီး၍ဆုတောင်းဆက်ခံနာမတဲ့အခါလူရလေကျွန်တော်တို့ခါကြိုင်စဉ်းစားရင်ကြာရှုံးတဲ့အပိုင်းအောင်မြင်တဲ့ပိုင်းရှိတယ်အောင်မြင်တဲ့ပိုင်းကထားလိုက်ပါလို့ကြာရှုံးတဲ့အပိုင်းကကျွန်တော်တို့အမြဲတမ်းကြည့်လို့ဆိုရင်ဘောတော့ခါကြိုင်ပါဘယ်ဟာလဲဆက်ဆက်မှုရှိတယ်ဆိုတော့ guilty ဆိုတာဘာလို့ပြောလဲကိုအပြစ်ရှိတယ်လို့ကိုသတ်မှတ်တယ်ပြီးရင်ဘယ်လိုပြောလဲလုံးဝရဲနဲ့ဘာမှမလုပ်ရဘူးဟုတ်နော်ရဲနဲ့ဘာမှမလုပ်ရဘူးငါအပြစ်ရှိပါတယ်ငါမကောင်းတာလုပ်ခဲ့တယ်ဆိုတဲ့ဟာကအများကြီးကိုဆွဲချတယ်ကျွန်တော်ရဲ့တက်တာအဲ့ဒီလိုမျိုး guilty ကအများစာရကအသုံးပြုနေတယ်ဟုတ်တယ်အများစာရကအသုံးပြုတယ်ဒီစိတ်ကူးနဲ့ပဲကျွန်တော်ရဲ့လုံယိုဘယ်လိုပြောလဲလုံးဝလုံးရတဲ့အပိုင်းလုံးဝကဏ္ဍတွေမှာဒီစိတ်ကူးကြောင့်ကျွန်တော်အများကြီးနှောင့်နှေးရတဲ့အပိုင်းတွေအများကြီးရှိတယ်။ဒါပေမဲ့ယေရှုခရစ်တော်ကကားတိုင်းပေါ်မှာသူ့ရဲ့ကျွန်တော်တို့အားလုံးအတွက်အပြစ်တွေအားလုံးချမောတဲ့ဒီစိတ်အကုန်လုံးပြီးသွားပြီ။စာရန်ကိုကောင်းဒါကျွန်တော်အားလုံးကြောက်ပါတယ်။စာရန်ကိုကောင်းကနေလင်းချလိုက်စာရန်ကအမိရဲ့ပတ်ရန်တယ်။ဒါလည်းကျွန်တော်ကြားတယ်။အမှန်မှန်ကျွန်တော်တက်တာရောဒီဟာကိုဖြစ်နေရတယ်။ကျွန်တော်ရဲ့တက်တာကိုကိုယ်ကိုယ်ဖြစ်နေရတယ်။ခုနကကျွန်တော်ပြောပြမယ်။ဒီဟာရောက်တဲ့ဆိုတော့ဘယ်လိုလဲခေါ်ပြီးနေတာကအားရပါရပါလို့ဖြစ်မှန်းဒီမှာကားကြစမ်းပါခုံကြစမ်းပါခုံတယ်ဆိုတော့ဆရာတော်ပေါင်းပြောလို့ရှောက်ကုန်တာပေါ့ဖျားကတက်ရှင်တဲ့ပြောက်ဆိုတော့ကိုးပဲအားရပါရချီမုံမှုဒီပေါက်တယ်ပြောလိုက်တာဖြစ်မှာပြောချင်တာကတစ်ချက်တည်းတောက်ဖြစ်လိုက်တယ်ကြုံကျင်ထဲမှာဖြစ်တဲ့ဖျားရှိရဲ့ကောင်းမှုအားရပါရချီမုံတာကားဟုတ်အဲ့လိုစိတ်မရှိဘူးမရှိကြရတာအမှုချီမုံဖျားရဲ့ရှိပေးရတော့ပြတ်ဆက်ပြတ်ဆက်ပေးလိုက်ကျွန်တော်ယုံကြည်တယ်။ဘာကြောင့်လဲဆိုတော့ကျွန်တော်ကအကားနိုင်တယ်။ကျွန်တော်ကမခုံနိုင်ဘူး။ဒါကလည်းကေအတင်းရဲ့ဆက်တယ်လို့ခေါ်လို့တယ်လီပေါ်ပေါ်ပေါ့ဘော်ဒီတိုင်းမှာကေဒါဟိုဒါတော့တော့စင်တာကျွန်တော်အချင်းတစ်ချက်ကြည့်ပါ။ဒါကိုမချင်းမနိုင်ဘူး။ကိုဆိုးတာကအခုကျွန်တော်တစ်ချင်းတပုတ်ကိုပြီးအောင်ဆိုနိုင်ဒီ rest ကိုဖြစ်တဲ့အချိန်မှာကျွန်တော်ပါခံစားရတယ်ဆိုတော့
အရန်ဘယ်လိုပြောမလဲကျွန်တော်တရားကိုဒဲကြသွားတာဘာကြောင့်လဲဆိုတော့အမောဖောက်သွားတာတင်မလားလုံးဝယူပိတ်သွားတဲ့ခါကျတော့ဒီနှလုံးထဲကိုအောက်ဆီဂျင်ပုံဝင်တော့တဲ့ခါကျတော့လုံးဝအသက်ရှူနေလုံးဝမသွားတော့လူကဒီ chest pain အရန်ပူတောင်ပြီးတော့လုံးဝကြီးကိုဘာမှလုပ်လို့မရတော့ကွာကျွန်တော်အဲ့ဒီချိန်ကိုကြုံပြီးခဲ့အခုလည်းကျွန်တော်ကားကိုချီးမွမ်းတယ်တက်တပုတ်တော့ရှိတယ်မောလာဒီမှာဘာရခုံလို့မောရလို့ရှိတယ်ရှိမှာပါဒါပေမဲ့ကျွန်တော်လူမျိုးအဲ့လိုဖြစ်လို့တရားမှမရှိဘူးချီးမွမ်းချစမ်းပါဖျားရှင်ကိုကိုယ်ွယ်ချစမ်းပါကိုယ်ွယ်ခြင်းအမှုကကျွန်တော်တို့တိုင်းအားလုံးဖြစ်ဖြစ်နိုင်တယ်ဒါကိုတို့နော်ဒါပေမဲ့ကျွန်တော်ကိုတို့လည်းတရားရှင်ကတမန်ကျမ်းစာတွေပေါ်ပြထားတယ်ကျွန်တော်တို့သိရတဲ့ဂျေရမောမျိုးမျိုးအဲ့ဒါဝိုင်းပြီးခရပတ်ပတ်ကြခုနှစ်ရက်မြောက်မှာခုနှစ်ချိန်ပါပထမဆုံးစစ်တရေတွေပတ်တယ်ဒုတိယကျတော့တဘုံမုတ်တဲ့သူတွေပြီးရင်တက်တာတော့ပြီးရင်စစ်သားတွေအချာကျွန်တော်ဒီအေးအကြောင်းပြောချင်ဒီကိုယ်ွယ်ခြင်းတွေမှာကျွန်တော်မှာရှိတယ်ကျွန်တော်အားလုံးကျမ်းစာပါထားတာတင်ပါသူကကြည့်လိုက်ဘာပိုင်လဲဖိုးပါလားမလား Facebook မျက်နှာတွေပဲနော်အားလုံးတို့ကကြည့်နေကြတာဖုန်းရှိရတယ်လို့ရှိတော့ဘူးနော်ဖုန်းပိုင်ဖုန်းနဲ့ကျွန်တော်ချက်ကြည့်ရအောင်ယောရှုဖတ်စာခန်းကြီး6အားလုံးအတူကဖတ်နော်အားလုံးစဉ်းစားဖြစ်နေဆိုတော့ပါမြန်မဖတ်ပါနဲ့ကလုံးသားတဲ့ဝင်အောင်မြန်ဖတ်ပါနော်စမ်းနော်1 2 3ထိုအခါဣသေလမျိုးသားတို့ကြောင့်ယေရုကောမြို့သည်ကျတဲစွာအိမ်ထားလျက်ရှိ၍သတော်သူမြေတော်သူသုံးယောက်များရှိနေ၏တောင်ဝရဘုရားကကြည့်ရှုလော့ယေရုကောမြို့ယေရုကောမင်းကြီးရဲ့ကွာခွာကြီးသောစစ်တေတို့ကိုတဲလန်၌အပ်ပြီးသို့ဖြစ်၍မြို့ကိုတဲပိုင်ရကြ၏ဣသေလစစ်တေပေါင်းတို့သည်6ရက်ပတ်လုံးနဲ့ပတ်ချင်မှုကိုပြရကြ၏ယေဘရစ်မြေအောင်တို့တက်တာတော်ရှိမှာယူဘိလကဘိုးခုနှလုံးကိုဆောင်ရကြမည်တရမလေး၌ခုနှစ်ချိန်တိုင်အောင်မြို့ကိုတက်ပိုက်၍ယေဘရစ်တို့သည်တဘိုးကိုအုံရကြမည်ယူဘိလကဘိုးတို့ကိုရှေသောအတန်နှင့်မှုတ်၍တဘိုးတန်ကိုကြားလျင်လူအပေါင်းတို့သည်ကျဲသောအတန်နှင့်ကြွေးကြော်၍မြို့ရိုးသည်အတော်စင်ပြိုလဲရလိမ့်မည်ထိုအခါလူများတို့သည်တက်တရားချမှုယောရှုအားမိန့်တော်မူ၏စဖတ်မယ်နိုဝိသားယောရှုသည်ယေဘရစ်တို့ကိုခေါ်၍လေတို့သည်ပရိငယ်တတာတော်ကိုချမ်းသွားသဖြင့်ထာဝရဘုရား၏တတာတော်ရှိမှာခရယာတို့သည်ယူဘိလတဘိုးခရလုံးတို့ကိုဆောင်သွားကြတော်မူ၏၎င်းလူများတို့အားလည်းတေတို့သွား၍မြို့ကိုလက်ပတ်ကြတော်လက်နက်ကန်တို့သည်ထာဝရဘုရား၏တတာတော်ရှိမှာသွားကြတော်မူ၏၎င်းမှာထားမိ၏ယောရှုသည်လူများတို့အားအားထားပြီးပါယူဘိလတဘိုးခရလုံးကိုဆောင်သောယေဘရစ်ခရယာတို့သည်ထာဝရဘုရားရှိတော်၌တဘိုးမုန်ရဲ့သွားကြ၏ထာဝရဘုရား၏ပြည်ရဲ့တတာတော်သည်သူတို့နောက်သို့လိုက်၏တဘိုးမုန်သောယေဘရစ်တို့ရှိမှာလက်နက်ကန်တို့သည်သွားကြ၍ယေဘရစ်များတဘိုးမုန်ရဲ့သွားကြစေနောက်တသားတို့သက်တာတော်နောက်သို့လိုက်ကြ၏ယောရှုကလည်းတင်တို့သည်ကျွေးကြော်စီခြင်းကငါအားချသောမိမရောက်ပြီမကျွေးကြော်ရအတန်ဆိုခုကိုများမပြုရစကားကိုမပြောရထိုနေ့ရောက်မှကျွေးကြော်ရကြမည်လူများတို့ဟာမှားနေပြီထို့သောထာဝရဘုရား၏ပြုတာတော်သည်မြို့ကိုအကျဉ်းလက်ပတ်ဝိုင်းသွားပြီးတစ်ထဲသို့ဝင်ပြန်၍ညံ့ကိုလွန်စီကြ၏စပေါ်မယ်နာနဲ့ဆောဆောယောရှုသည်ထား၍ယေဘရစ်တို့သည်ထာဝရဘုရား၏တတာတော်ကိုထိန်းကြ၏ထာဝရဘုရား၏တတာတော်ရှိမှာယူဘိလတဘိုးခဏလုံးကိုဆောင်သောယေဘရစ်ကိုမြောက်တို့သည်သွားမြဲသွား၍ဘိုးဘုရားလက်နက်ကန်တို့သည်သူတို့ရှေ့မှသွား၍ယေဘရစ်များဘိုးမုတ်ရဲ့သွားကြစေနောက်တသားတို့သည်ထာဝရဘုရား၏တတာတော်နောက်သို့လိုက်ကြ၏ဒုတိယနေ့၌မြို့ကိုကျိန်းလက်ပတ်ပြီးမှတထဲသို့ပြန်လာကြ၏
ထိုတို့ကြောရက်ပတ်လုံးပြုကြ၏တရမရိနန်းဆောဆောမိုးလင်းစားကထား၍အရင်ကြီးသူခုနှစ်ချိန်တည်းအောင်မြို့ကိုနဲ့ပတ်ကြ၏ထိုနေ့၌ကခုနှစ်ချိန်တည်းအောင်မြို့ကိုနဲ့ပရကြ၏တရမအချိန်တွင်ယေဘရဟိတို့သည်တဘိုးမို့သောအခါယောရှုကကျွေးကြော်ကြတော့ထာဝရဘုရားသည်တင်တို့အားမြို့ကိုပေးတော်မူ၏မြို့နှင့်ကမြို့ရှင်များတို့ကိုချိန်၍ထာဝရဘုရား၌အရာတို့ရရင်ပိဇာငါတို့စေတော်ခမတို့ကိုဝတ်ထားသောကြောင့်သူတို့နှင့်ကဒီနေ့ရှိကြများတော့အသက်ချမ်းသာပေးရမယ်တင်တို့ဒီချိန်ရသောအရာကိုတတိနဲ့ဆောင်ကြတော့သို့မဟုတ်ထိုရာကိုတိတ်ယူရင်မိမိတို့ကို၎င်းဣတိရာဇကို၎င်းအချိန်ခံစေ၍နောက်ဆက်မိကိုစိုးရိမ်ရာရှိ၏ခဏလေးနော်အဲ့ဒီကျွန်တော်ပြောရအောင်ဆိုရတဲ့အိစာကိုသူတို့အဓိကအချက်ကဘယ်လိုလုပ်နိုင်လဲပေါ့နော်ဆိုကျွန်တော်ပြောချင်တဲ့ချက်ကဒီပထမဒီမှာအစရရှိတယ်ဒါကျွန်တော်ပြောချင်တာကိုယ်ွယ်သောအတ္တကိုယ်ွယ်သောအတ္တကျွန်တော်ရဲ့အတ္တကိုယ်ွယ်သောအတ္တတွေမှာကျွန်တော်တို့ဒီနေရာမှာပေါ့ကျွန်တော်ပါပြီးရရှိတယ်ဆိုတော့ကျွန်တော်ပါကို share လုပ်ချင်တယ်ဆိုတော့ဒီနေရာမှာအစရဘုရားရှင်ကကိုယ်ွယ်ခြင်းဘုတ်ပြုတယ်ကိုယ်ွယ်ခြင်းဘုတ်ကိုတင်ပေးတယ်ဒီနေရာမှာကျွန်တော်တို့ပေါက်ရလို့လို့မရဒီနေရာမှာကျွန်တော်တို့ instruction ရှိတယ်ဆိုတော့ကကျွန်တော်ရဲ့အတ္တမှာတိုက်ပွဲညာရှိတယ်ဗျာကျော်လွှားရမယ့်တိုင်းညာရှိတယ်ဗျာဟိုမှာစံဝဲလို့တော့စီးပွားရေးလို့ဘာညာပြီးကွာနော်လူပြောပြောစအိမ်ဆောင်ချတဲ့အရာတို့ဟုတ်တော့ဒီနေရာမှာအိမ်တော်လည်းကြောက်အောင်ရှိတယ်ဆိုတော့ပြောချင်တာကတရားနဲ့တောင်အများကြီးရှိတယ်တနည်းအားဖြင့်တရားဖြိုရတဲ့တိုင်းတွေအများကြီးရှိတယ်ဒီတိုင်းတွေအားလုံးကကျွန်တော်တို့ဘိုးကွယ်ခြင်းနဲ့ဖြိုဝေးဘုရားရှင်ပြင်ဆင်ထားတယ်ဒီအရာကိုဖတ်ခြင်းအပြင်ဣသေရီလာတွေကျွန်တော်တို့ချွေးပေါက်ချလောက်အောင်တွေးကြအောင်တို့မတိုင်းဘူးvery easy နာနေရှောင်းလို့နော်ဖျားရှင်ခိုင်းတဲ့တာလီကန်လို့နာနေရှောင်းတော့တယ်ကျန်ဒီတိုင်းပဲတို့အားမလို့ပြောပါတယ်ဒါအားလုံးဖျားရှင်ရဲ့ instruction ဒီညမှာကျွန်တော်တင်ရရှိတယ်ဆိုတော့နံပါတ်1ဖျားခင်ကဘသူကို instruction ပေးရတယ်ယောရှုဟာလားဖယားခင်ကယောရှုကို instruction ပေးတယ်ဆိုလိုတဲ့ဘောကကျွန်တော်တို့ဖယားနဲ့အမြဲအဆက်အသွယ်ရှိနေတဲ့ကျွန်တော်တို့အထက်မှာရှိနေတဲ့နော်ကျွန်တော်တို့အထက်မှာရှိနေတဲ့ဘယ်သူမဆိုဖယားနဲ့အမြဲဆက်သွယ်ရှိတယ်ဖယားကဒီနေရာမှာဗျာကျွန်တော်ပြောပြမယ်ဒီမိုကရေစီဖယားမှာဒီမိုကရေစီစနစ်ဆိုတော့လုံးဝမရှိဘူးဒီနေရာမှာဘာရှိလဲဆိုတော့ဖယားကိုလည်းဒီပုံမှာဖယားစကားပြောဖယားအတော်ပြုတဲ့သူအတကြီးတဲ့သူဒီဘာများပြုတ်ဖယားနေတယ်မဟုတ်ဘူးနေရာဝါကြီးရဲ့အတွက်ငါမျိုးစကားပြောလို့မရှိဘူးဖယားကအဲ့ရှင်ယောရှုမိငယ်လေးပဲရှိဦးမှာဒါပေမဲ့ယောရှုကဖယားကယောရှုရဲ့တည်းရဲ့စကားပြောတယ်ဒိုင်ရိုက်စကားပြောတယ်ဆိုကျွန်တော်ရဲ့အသက်တာထဲမှာကျွန်တော်တို့ထက်ရှေ့ကိုရောက်နေတဲ့လူတွေရဲ့ instruction ဆိုတာအလကားမဟုတ်ဘူးကြုံလို့မဟုတ်ဘူးကျွန်တော်အထက်မှာရှိနေတဲ့ခေါင်းဆောင်ဥပမာဒီမှာရွတ်မှာဆိုကျွန်တော် EC တွေကအလကားမဟုတ်ဘူးပေါက်ကြရတယ်မဟုတ်ဘူးခင်ဗျားတို့ EC တွေလည်းပေါက်ကြမဟုတ်ဘူးကိုငါငယ်ပါသေးတယ်ဆိုတော့မလုံးနဲ့ပေါ့ပြတ်မလုံးနဲ့ဘာကြောင့်လဲဆိုဖယားအခွင့်မပေးဘဲနဲ့ဒီနေရာခင်ဗျားတို့မရဘူးကျွန်တော်လည်းဒီနေရာမှာမချက်နိုင်ဘူးဖယားလည်းအခွင့်ပေးတဲ့ခါကျတော့ကျွန်တော်ဒီနေရာမှာလုံးနိုင်တယ်ဒီနေရာကိုရောက်တယ်အဲ့ဒီအတိုင်းပဲကျွန်တော်ရဲ့ဒီ member တွေအားလုံးကကျွန်တော်ရဲ့ခေါင်းဆောင်တွေကျွန်တော် respect လုပ်ပါစကားနားထောင်ဖယားတဲ့ခင်ကသူတို့အဖြစ်စကားပြောတယ်ပြီးရင်ယောရှုကဘယ်သူကိုပြောလဲယောရှုက6မှာဖတ်မယ်ဆိုရင်နှုတ်ရတာယောရှုဒီ prophet ကိုခေါ်ပြီးတေလို့ဒီပြင်ရတဲ့တာကိုထိုင်ပါတဲ့အကုန်လုံးဘုရားသခင်ပြောပြတဲ့အရာတွေအားလုံးကိုကြည့်ချပြဒီနေရာမှာဒီမိုကရေစီရှိလို့ကျွန်တော်ကြောက်တယ်ဆိုအကယ်၍ညာကျွန်တော်တို့ကအဲ့လိုလုပ်မယ်ဆိုရင်အစည်းအဝေးရေထိုင်ကြမှာအခုကျွန်တော်တို့တင်လိုက်တဲ့နေရာကမျိုးကြီးတော့နည်းနည်းတော့စတက်ရမယ်တွေးထွေးရမယ်လူတွေအရင်ကြီးခံတော့တေးရမယ်ဖြေးရမယ်ပြေးရမယ်အဲ့လိုဘယ်လိုတိုင်ကောင်းလို့ဒီနော်ဘယ်လိုစစ်ပြီးတော့ယောရှုကဘိုင်လာပြောနေတာစစ်တိုက်ရောက်နေဟာလားပြီးတော့မြို့ကိုပတ်နေတဲ့အထိတ်တွေမှမရှိဘူးတော့အထိတ်တွေမရှိဘုရားသခင်ခိုင်းတဲ့အရာကတစ်ခါလေးကြိုက်ဘဝမှာအထိတ်တွေမရှိပဲဖြစ်တယ်ကျွန်တော်ရဲ့အသက်တာထဲမှာဘုရားသခင်ကကျွန်တော်ဘာလို့ဒီပုံစံ
盘子来，这个是喏，平时个台上呢，这当然嘛，有一切都龙王没压力，把一个，他们家都领导，他们家都有一切的呀，他们家都批评这领导是有一切的呀，我平时也都蛮批评，喏，我平时一直上批评，一到外面打平时他的呢，不懂嘛，有一切办公的事业呢。哎，你们开在这个是哪里过？啊，给人家这个语言不明白是，龙王一些个龙王超平的，懂了吗？喏，玻璃啊，点嘛，龙王蓝色，喏，多来这个，喏，你时间不长，这个语言过，喏，比新加坡说的亚麻的，喏。龙王点啦，路基是路基路多，肯定是肯定要，龙王都下来都你要国家这个有钱嘛呗。啊，但是人家干嘛嘛，高手呢有钱。喂，这种有钱不没压力，没压力，没压力钱有不这种，身上有还是培养真是要怕，培养的这个真是这种人在那里搞把屁，龙王有钱怎么样？当然，今天疫情嘛，这种变生垃圾也看着，今天疫情嘛，平时这种在当变的，比如哦，老个做老的当然有几个看着了，起里头的这种盘子啦，这种阿面做追着你的，马路上就这样，这种没嘛是吧？哦，阿当我毕业都是批评吧，不都闲着了，然后这个追着，不知道这种追着人家，但是这种也你知道吗？这种也。Special design. Payashing a special design. L'original Blumen TTT, I don't care. L'original Blumen, Onko. You know like Bano Resolo, Chino Pia, the Lupanzena, do ye Namaro, do ye Bono, the Chino Panzena. Dear no, Kansache Peter, Tim. 在打的嘛，轻快，轻，那不是轻，人家是他快打了，当然了，那边这种，第二代我的轻阿平，这种也是个 scary 阿这种，不知道没？啊，是到底干嘛？我不会，不知道，第一件比他偏多，第二件。ကျွန်တော်ရဲ့အသက်တာထဲမှာတစ်ခါကျခင်ဗျားတို့စဉ်းစားလို့မရတဲ့အရာအများကြီးရှိတယ်။ယောရှုတို့ဘုံအောင်ယောရှုတို့အတိကအဲ့ချိန်မှာယောရှုတို့ group ဟာခင်ဗျားစဉ်းစားကြည့်ပါဒီဟာကျုပ်ဘယ်လိုပတ်လို့ကျွန်တော်သွားမှာလဲ။အရင်ဆုံးကွန်ပလိတ်တာကအသက်ကြီးပြီ။မင်းကငယ်လေးပဲရှိတယ်ငါတို့ကတော့ရှိနေတွေးလာတာကြာတယ်။လာတဲ့ကျွန်တော်တို့ရဲ့ group ထဲမှာလေငါစီနီယာနော်နေရာဘုရားငယ်လေးပဲနေငါ့ကိုကြော်လို့မရဖြစ်တတ်တယ်။အတိချာဒါပေမဲ့ကျွန်တော်ကျေးဇူးပြုတော့အားပေးချင်တာကိုယ့်ရဲ့စီနီယာရဲ့ဖြစ်ဖြစ်မှာဖြစ်ဖျားထားတဲ့နေရာမှာဖျားထားတဲ့လူကို respect ပြီးတော့ဖျားရဲ့ထားတဲ့လူကိုဒီစားတော့ခမည်းကိုသူလမ်းပါခေါ်သွားရင်သူနဲ့ဖျားနဲ့လည်းရှင်းနေတယ်ခမည်းပေါ်ရှင်းတဲ့အကြောင်းမရှိဘူးအဲ့ဒီတစ်ချက်ကျွန်တော်ပြင်နေရတယ်ကျွန်တော်ဘယ်အထက်မှာရှိတဲ့စီယာတွေကျွန်တော်အထက်မှာရှိတဲ့လူတွေကိုကျွန်တော် respect လုပ်ပြရတယ်တင်ပေးအဲ့ဒါကျွန်တော် worship မှာဒီစကားလုံးအများနဲ့ကြားမှာကျွန်တော်အများနဲ့ပြောကြတယ် we need respect each other ကျွန်တော်အချင်းချင်းလေးစားကျွန်တော်အထက်မှာရှိတဲ့လူလေးစားသူတို့ရဲ့ instruction ကိုကျွန်တော်လိုက်တာအကြောင်းလေးဆို first step second step ဒါအားလုံးအများကြီး step by step ချတာ DJ ကိုဒီတိုင်းကိုလို့ချိုးချဖို့အတွက်ကျွန်တော်တို့အတွက်ဘယ်မှာလိုအပ်တဲ့အချက်တွေနောက်တစ်ခုရှိရနော်ကျွန်တော်ပြောပြမယ်သူကအဆက်လိုက်တာယောရှုကဘသူ့ကိုပြောတယ်ဆိုတော့ယေဘရဟိတ်ကိုကျေဆုံးခေါ်တယ်စစ်သားတွေကိုအရင်ဆုံးမခေါ်ပါဘူးခင်ဗျာယေဘရဟိတ်ကိုအရင်ဆုံးခေါ်ကဲငါတို့စစ်သားရမယ်ကဲစစ်သားကြီးဒါလည်းမပြောယေဘရဟိတ်ကဘာလို့လုပ်ရလဲဆိုတော့ယေဘရဟိတ်ဆိုတာကိုယ်ပဲခြင်းဝတ်ပြုခြင်းအမှုကိုပြုရတော့သူဘဝအသက်တာကျွန်တော်ရဲ့အသက်တာပြဿနာတစ်ခုခုကြုံထိုးလူတွေအရင်ဆုံးတိုင်ကြပါဆွေးနွေးပါယေဘရဟိတ်တွေနဲ့တိုင်နေကြမှာ
ဆွေးနွေးကြမှာဘာကြောင့်လဲဆိုဖခင်ကဘုသူကြီးအားဖြင့်အခုလောလောဆယ်တော့ကျွန်တော်ရောဘယ်လိုပြောမလဲယေရှုပေါ့နော်တခင်ယေရှုခရစ်တော်နဲ့တဖြည်းဖြည်းအဲ့လိုသူ့ရဲ့အစမ်းလိုက်တိုင်းမှာဆွေးနွေးတော့ယေဘရဟိပြောပြတယ်တိုက်တယ်ဒီလိုအဲ့လိုဖြစ်အဲ့လိုသွားပါလို့ပြောတယ် instruction တစ်ခုချင်းစီလာအရင်စိတ်ဝင်စားဖို့ကောင်းတယ်တက်တာကိုထမ်းသွားတဲ့ဖြစ်ထာဝရဘုရားရဲ့တက်တာကိုရှိမှာ9ယောက်လို့ဒီယူဘိလတဘူ9လုံးကိုဆောင်သွားကြတော့လို့ပြောတယ်ဆောင်သွားကြတော့လူများတော့လည်းသူတို့သွားပြီးမြို့ကိုလှည့်ပတ်ကြတော့ပထမတော့ယေဘရဟိကိုပြောတယ်ပြီးရင်လူများတို့အားလည်းသူတို့သွားပြီးအေးချမ်းသာတယ် the people လို့ပြောတယ်သွားပြီးမြို့ကိုလှည့်ပတ်ကြတော့ပြီးတော့လက်နဲ့ကန်လို့ဒီထာဝရဘုရားရှိမှာသွားကြတော့ဝေတော့မှားထားသည်ထာဝရဘုရားရဲ့တက်တာတော်ရှိမှာဖယားသခင်ရဲ့တက်တာတော်ရှိမှာဘာဖြစ်လဲတွားရမယ်လို့မှာထားတယ်ပြီးတော့ယောရှုလူများတော်မှာထားပြီးမှယူဘိလတဘိုးခဏလုံးကိုဆောင်းဝဲကြီးပရိသေယောတို့ထာဝရဘုရားရှိတော်၌တဘိုးမဟုတ်ရဲ့တွားကြတက်တာတော်ရှိမှာရှိတယ်ဆိုတော့ဒီတဘိုးကိုဟုတ်တယ်ခဏရဒီချင်းမောဘိုးပဲချင်းနဲ့ပတ်သက်လို့ဒီကျမ်းချက်အများအားသုံးပြကြတယ်ထားပါတော့အားလုံးဘယ်လိုများများလဲပြည်တယ်လို့ကျွန်တော်ပြောကြည့်တယ်ကိုယ်ကိုချင်းကိုပြုတဲ့သူပြတာအများဆုံးခြေဆုံးသွားဟုတ်နော်တဘိုးတို့ရဲ့ correlation မှာတက်နဲ့ကန်လို့သွားပြီအဲ့ဒီအောင်ကျွန်တော်ပြောချင်တယ်တဘိုးမဟုတ်တဲ့သူတွေရဲ့ရှေ့မှာလက်နဲ့ကန်လို့သွားပြီဆိုလိုတာကစစ်တခုတိုက်တော့မယ်ဆိုရှေ့တန်းကျက်ပြင်ပါဗျာကျွန်တော်ပြောပြတာရှေ့တန်းကျက်ပြင်မှာစစ်သားတွေရှိဒီနေရာမှာစစ်သားတွေဖျားတော့စစ်သားတွေအစင်လိုက်ခါတာတွေပါစစ်သားတွေရှိပြီးရင်သူ့ရဲ့နောက်မှာတဘိုးမုံမဲ့ပြီးရင်တက်တာတော့ပြီးတော့ဒီမှာဆက်တော့ဆက်ဖတ်တယ်သူ့ရဲ့နောက်ထပ်စစ်သားတွေတွားကြသုံးလုံးကြတော့တက်သားလို့ပြောတယ်နောက်ကိုလိုက်ချတယ်တက်သားဆိုတော့အင်္ဂလိပ်ကျမ်းစာထဲမှာပြောလို့ဆို real ပါတယ်မဲလို့တော့ real ကလို့ပြောတယ်နောက်ထမ်းကလည်းပတ်ဖို့ပြီးနေတယ်အဲ့လိုဆက်လိုက်ပါဆိုတော့ကျွန်တော်ပြောတာ praise and worship မှာဥဆောင်ရတဲ့ကျွန်တော်တို့ကတဘူခုနှလုံးနဲ့မှုတ်နေတဲ့သူနဲ့ကျွန်တော်အားလုံးပြောပါတယ်ဆိုတော့ကျွန်တော် praise and worship ဒါတော့သဘောတရားပြောပြတာဒါပေမဲ့ကျွန်တော်တို့တေချာစဉ်းစားကြည့်ကျွန်တော်တို့ယုံကြည်သူအရောက်စီတဲ့ဘုရားကိုကိုယ်တော်သူဖြစ်တယ်ဘုရားကိုချီးမွမ်းကိုယ်တော်သူဖြစ်တယ်ဘုရားကိုတရားကိုရှိကောင်းရပါတယ်ဒုက္ခရတော့သူလုံးစီစားကောင်းပြတာကြတယ်ဒီလေးပဲအရှက်လေးဖတ်ကြရတယ်အဲ့ဒီမှာပဲတဘူခဏလုံးဆိုကျွန်တော်ရဲ့ရှေ့မှာရှိတယ်စစ်သားတွေရှေ့ကမြရမှာရွေးချယ်တဲ့တိုင်းစစ်သားတွေရှိတယ်ဘယ်သူတွေလဲကျွန်တော်အသင်းတော်ရဲ့ပါစတာကျွန်တော်တို့အသင်းတော်ကိုဆောင်နေတဲ့လူကြီးကိုပါစတာလူကြီးဟိုလိမ့်မဲတော်ပေါ့နော်ပြောချင်တာဘုရားရှင်ပြိတ်ပေးထားတယ်ဝိညာဉ်တိုင်ပွဲမှာလုံးဝတောင်းပြီးငါရှင်ဆုံးကနေရက်တည်တယ်ငါရှင်ဆုံးကနေလုပ်မယ်ဆိုတဲ့အဖွဲပါစတာဓမ္မဆရာတခါကြရင်ကျွန်တော်တို့ရဲ့ဓမ္မဆရာကျွန်တော်ပါဝင်မှာခါလေးကြိုက်ကျွန်တော်တို့အပြည့်မြင်တယ်ကျွန်တော်တို့မဟုတ်ကပြောတယ်ကျွန်တော်တို့သူတို့နောက်ကနေပြီးတော့တုတ်တယ်ကျိုးနဲ့တုတ်တယ်အကုန်လုံးနဲ့တုတ်စကလုံးတွေတုတ်ဒါပေမဲ့အဲ့လိုမျိုးလုပ်ကျွန်တော်တို့တိကျပြန်စဉ်းစားစီစဉ်ပါလေလုပ်ဖို့ပြန်ဘုရားရှင်ကကျွန်တော်တို့တကယ်ပဲကျွန်တော်ဘဝသက်တာနဲ့တိုင်းလူကိုကြော်သွားမှာဆိုပြောချင်တယ်လို့ပြောရမှာလဲဆိုအစီအစဉ်လိုက်ရှိစနစ်တကျရှိအသက်တာထဲမှာကျွန်တော်တို့ဥဆောင်နေတဲ့ဆရာတွေကျွန်တော်တို့ပြောမယ်ဥပ္ပယသူတို့ရဲ့စကားကိုကျွန်တော်နားထောင်နိုင်ဖို့အသက်တာကိုပြည့်စုံစေချင်ပါတယ်ကိုယ်ကျွန်တော်အဲ့ဒီခါပြီးရဲ့ခါကျမှမဖြစ်နေဆိုစဉ်းစားကြည့်တော့ခုနှစ်ရက်လုံးတော့ဘယ်လိုတော့ခိုင်းလဲဆိုဘာပြောလဲစကားပြောခိုင်းတာစကားပြောခိုင်းတာမပြောခိုင်းဘူးကျွန်တော်လည်းပြောကျွန်တော်လည်းကြည့်ကြွေးကြော်ခိုင်းတာအတန်ဆိုတစ်ခုကိုပြုခိုင်းတာအတန်ဆိုတစ်ခုဆိုတဲ့နေရာမှာလေပစ္စည်းကြတာမပါဘူးတော့တောက်တယ်တယ်ဖုန်းလေးပါပါလို့ဟာငါဖုန်းပြောရတယ်ဘာမရှိတော့ဆရာပြောပါလို့ဆိုဒီလိုမျိုးစိတ်နေတဲ့ meditation ဘုရားရှင်ရဲ့ the word of God စိတ်နေသွားတယ်ဘုရားရှင်နဲ့ပြောရဲ့ဘုရားရဲ့နှုတ်ကပတ်တော် meditate လုပ်ပါစိတ်နေသွားတယ်ခொနည်း
လုံးလုံးပြတ်လာစိတ်ကြီးဆိုတဲ့အရင်ဆုံးနေတာအချိန်ကြာရောက်လာတယ်အချိန်ကြာရောက်လာတယ်ပြန်ရမှာဖြစ်တယ်ကျွေးကြော်ပါဟေးကျွေးကြော်တော့ပါကျွန်တော်ကတော့အော်ပြီးတော့မိုက်တုံးလေဒါတော့မှတန်းတဲ့သူရှိတယ်ဘာဖြစ်လဲဘာပြောလဲကျွေးကြော်ပါစိတ်ကြီးဆိုတဲ့ကျွေးကြော်တာမတူဘူးနော်စိတ်နေတဲ့အပိုင်းရှိတယ်ကျွေးကြော်ရတဲ့အပိုင်းရှိတယ်ကျွန်တော်တို့ကတခါတည်းကျမှကျွေးကြော်ရုံရှက်ဘယ်ရှက်မှာပေါ့ခုနပြောနေတဲ့ guilty ရှိတယ်ခုနပြောနေတဲ့ကိုကိုမလုံတဲ့စိတ်ရှိတယ်လုံရောက်ဆောင်တဲ့ကျွန်တော်တို့ဘိုးဝဲနေဘူးဒီအရာကိုအရင်ဆုံးချေသူ့ဘိုးတို့ကတော့ကျွန်တော်စိတ်ကြီးရတယ်စိတ်ကြီးဆိုဒီစိတ်ကိုညီနေတော့စိတ်ကြီးဆိုတဲ့ကျွန်တော်ဘုရားရှင်မျက်နှာကိုရှာဒီနေရာမှာကျွန်တော်ဘယ်သူကြောင့်ပြောချင်လဲဆိုတော့ဒါဝိရဲ့ကြောင့်ပြောချင်ဒီ guiltiness နဲ့ပတ်သက်ပြီးဒါဝိရတယ်ကျွန်တော်ရဲ့ဘယ်လိုပြောမလဲကျွန်တော်များခေါ်အားပေးတဲ့ဘုရင်ကြီးဘာကြောင့်လဲဆိုတော့အပြစ်တကအပြစ်ထဲမှာဂျုံမုန်းစရာကောင်းဆိုလူရုပ်မှကြီးကိုပြောရတဲ့အပြစ်ကိုပြုတဲ့ဒါဝိဖြစ်တယ်သူများမိမတဲ့အိတ်တွေဒီခေါ်လို့ရလားဆိုတော့မရအောင်နော်ခင်ဗျားတို့မိမတွေခင်ဗျားတို့ယောက်ျားတွေဒါဝိဒီဘဘစီတို့လူကိုစင်လို့ဟေဒီလူဥရိယကိုအထာလို့စင်လို့ရမယ်မာရိုင်းတိုင်ဘာဘာလို့စင်လို့ဒါဝိကဘယ်သူစီဖြစ်သွားတယ်ဒီစမိုင်းတော့သူလောက်ချင်သူဟာလည်းသူရဲ့အုံလုံးနဲ့သူဆုံးဖြတ်တယ်သူရဲ့အုံလုံးနဲ့ဒီပြဿနာကိုဖြေရှင်းဖို့ကြိုးစားတယ်သူရဲ့အုံလုံးနဲ့ဒီအဖြစ်တွေဒီအရာတွေအားလုံးဖုံးဝဲဖို့ကြိုးစားတယ်သူလုံနိုင်တဲ့အနေအထားတစ်ခုပေါ်မှာသူလုံတယ်ယောဘကိုဥရိယစီလို့အကုန်လုံးကplan ချအဲ့ဒါအားလုံးပြည့်တယ်ဥရိယပြန်လာတဲ့အခါမှာမိမနဲ့နေခိုင်းတယ်ဥရိယလုံးဝမပြောလဲဆိုတော့ဒီနေရာမှာရက်ချက်ဖို့ကောင်းတာတစ်ချက်ကပါလဲဆိုတော့ဥရိယကတဲ့တစ်တာတော်လေးအသေးလားမျိုးယူရလူသားတို့တဲနိုင်နေကြပါတစ်တာတော်လေးအသေးလားလူရတဲမှနေကြတယ်ယောဘနဲ့ကျွန်တော်ရဲ့ဂျုံတခင်ရဲ့ဂျုံကလူကြီးမှာတဲရတယ်သူတို့တွေကစစ်တွေတိုက်နေရတယ်ကျွန်တော်ကဘာကြောင့်အိမ်မှာမိမနဲ့ပြောနေရမှာလဲဘုရားကတစ်ဖက်နဲ့ဒါဝိကိုဆုံးမတယ်ဒါဝိမစားဘူးရှင်းပြောတယ်လေဦးရီအားဖြင့်နောက်ပြီးဆိုပြီးတော့နေတော့ကြည်တာလေးပဲကိုရောကိုယ်တိုင်ဒီကမှာမရှိတဲ့ဘူးလို့တစ်ဖက်နဲ့ဘုရားကပြောနေတော့ကြားဒါဟာကြရင်ကျွန်တော်တို့ကဘုရားနဲ့ဆက်တယ်မရှိတဲ့အခါကျတော့ဘုရားရှင်နဲ့ personal relationship လို့ရှိတဲ့အခါကျတော့လူအားဖြင့်ဘုရားခင်ကစကားပြောနေတော့များလဲကျွန်တော်တို့တက်တာမကြောက်ကိုရောကျွန်တော်မကြောက်တော့ဘုရားခင်ကဘာကြောင့်စကားပြောသေးရတယ်လို့ဖြစ်တတ်တယ်အသက်တာထဲမှာဒီမှာလည်းအတိုင်းပဲဘာလို့မချောင်းအဝဲပြီးတော့မဆိုင်နောက်ပြီးရထပ်နေတိုင်းပြင်အရက်တဘုံတိုက်ပြင်သွားနေခိုင်းတယ်နှစ်ခါတော့ဇက်တိုက်ဥရိယကိုတွေးဆောင်သူ့ရဲ့အဖြစ်ကိုဖုံးဖို့အတွက်နှစ်ခါဒုတိယမြောက်ဒါပေမဲ့ဥရိယကပြောတယ်အရာမျိုးတွေကသူပြန်သွားတယ်ပြင်တန်းနေပြီနောက်ဆုံးတတိယချိန်တဲ့နေရာမှာသူစူးစမ်းလဲဆိုတော့စာတဲ့ကွာဥရိယခင်ဗျာနားပါသူ့အတိတ်မဲ့စာကိုသူကိုယ်တိုင်သွားတယ်အဲ့ဒီလောက်ဒါဝိက yes ပပဆက် yes ဘုရားရှင်ရှိမှအင်မတန်မှယုံမုန်းစရာကောင်းတော့အသက်တာကိုပိုင်ဆိုင်သောဒါဝိဒီဘုရားသခင်ရဲ့နှလုံးသားကိုရတော်သူဆိုတဲ့ကျမ်းစာကမှတ်တမ်းတင်ထားပါတယ်။အားကြောင့်လေကျွန်တော်တို့အသက်တာထဲမှာလေကျွန်တော်တို့ကအရင်ကဒီလိုဒါဝိတော့ဘုံကမျက်စက်တော့ပေါ့နော်အားလုံးကိုပြန်စဉ်းစားကြည့်ကြပါကိုဘွားကဒါဝိတော့မျက်စက်တဲ့အချိန်မျိုးရှိတာရှိမယ်လို့ကျွန်တော်ဘယ်လိုလဲမပြောသေးရဲပါဘူးကျွန်တော်အားလုံးဒီစီဝိုင်းငယ်အားလုံးကလိမ္မာပါတယ်နော်မရှိပါဘူးကျွန်တော်အားလုံးမယုံပါဘူးဟုတ်တယ်မလားနည်းနည်းစိတ်အကောက်ွေနည်းနည်းရှိပဲမယုံပါဘူးအဲ့လောက်ဟုတ်တယ်နော်ဘာကြောင့်ကိုကျွန်တော်တို့ဘုရားရှင်ရဲ့ရှေ့မှာအော်တပတ်ကြည့်တယ်အော်တပတ်စိတ်ကြည့်နေဆိုတော့ကျွန်တော်ဘုရားရှင်ရဲ့မှာမရေရေးတာအချောင်းလေးဆိုကိုယ်ွယ်တူရှိကျွန်တော်မှာကြောင့်ကိုယ်ွယ်တူရှိလို့ပြောတယ်ကျွန်တော်ပြတယ်ဒါဝိနဲ့ဘသရှိဘာနဲ့ကြားလာတဲ့ခလေးဒီဝါလာဒီနော်မတေးမှာဖြစ်တယ်ဆိုတော့
ဓမ္မရာဇဝင်ဒုတိယစာအခန်းကြီး7အခန်းငယ်16မှာဒါဝိဒ်သူငယ်အတွက်ထာဝရဘုရားတောင်းပန်တယ်အစာကိုရှောင်ရဲ့အမှန်တကယ်အဲ့ဒီချိန်မှာအရန်ထပ်တော့အရန်မုန်းဖို့ကောင်းတာဒါဝိဒ်ကျွန်တော်ဒါဝိဒ်ရဲ့မုန်းဖို့ကောင်းတဲ့အကြောင်းအရာဆိုတော့ပြပြမယ်ဒါဝိဒ်ကအရန်ပြေကောင်းဆက်တယ်တွေ့ပြီးရှိဟာဦးရီယာစီးရီမှာပြေဝါဆိုသူမရောက်မှာတော့သူမရသူမိမတော့ဘယ်လိုတော့မလဲမုံဆုံးအဖြစ်နေဘောနော်ကျွန်တော်သူ့စောင်းရှောင်းလိုက်တယ်တဘောကသူ့ရဲ့အဖြစ်တွေအားလုံးသူကတစ်ဖက်နဲ့ခါပါလို့လိုက်တယ်ဘယ်သူမှမသိဘူးညီမတွေသူ့ရဲ့နားတော်မှာမရှိဒီတော့လည်းဘယ်သူမှမသိဘူးဘယ်ဖျားရှင်လဲအဲ့ဒီတော့ဒီရုံမှာဆိုတော့ပတ်စပ်သူများမရတဲ့တိတ်ပိုက်လိုက်တယ်အဲ့ဒီဖျားတဲ့ကprophet နဲ့အားဖြင့်ပေါ်ပြတဲ့အချိန်မှာဒါဝိဒ်ကထာဝရဘုရားကိုရောကျွန်တော်ဒီမှာမိပါအဲ့ဒီချိန်ကထမ်းနေတဲ့ဘုရားရှင်တော်ကိုပြန်ပြောလာဒါပြီးတော့ဘာလို့အဖြစ်ကိုခံရတယ်အဖြစ်ဆိုတော့ဘာဖြစ်လဲဘုရားရှင်ကလေကျွန်တော်တို့ပြုမိတဲ့အဖြစ်တွေအတွက်ကတော့စိတ်ချပြန်ပြရအောင်ဒါပေမဲ့ဒီဟာဒီကျွန်တော်တို့ထာဝရဘာသာနဲ့ဘောမဆိုင်ပါဘူးသူရဲ့အဖြစ်ကိုဘုရားကပြောဆက်တယ်သူရဲ့ပထမဆုံးသားကိုတော့အဲ့ချိန်မှာမတေးတူတာမတေးပါပဲဒါဝိဒ်ဒီသူငယ်တို့ထာဝရဘုရားတောင်းပန်အစားကိုရှောင်ခဲ့အထက်ကိုမြောင်းနေပုံနဲ့ဆိုတော့သူသားမတေးဘူးခုနှစ်ရက်လုံးမပြပုံနဲ့မှလဲပြီးကိုရောကျေးဇူးပြုလို့သူဘာမှမလုပ်ပါနဲ့သူရဲ့အသက်ကိုရှင်းခွင့်ပေးပါ။ဒီနှလုံးသားပြည့်တဲ့တောင်းပန်တယ်ဘုရားကိုအဲ့ဒီချိန်မှာသူရဲ့ဘွားရကဘယင်ကြီးလုပ်ပါစားပါနော်စားတော့တည်ပါလုပ်ပြီးပါဘယင်ကြီးတရားကိုလုပ်ပါအဲ့လိုမနေပါနဲ့ဒါဝိဒ်ကတော့မလုပ်ဒါဝိဒ်ကတော့ကျွန်တော်နှလုံးသားထဲမှာရှိနေတာကဒီသားလို့ရှိတော့ကျွန်တော်တို့ကလည်းအစာရှောင်စုတဲ့ဟောင်းတဲ့ခါကျရင်အစာရှောင်လာလားအစာမစားရှောင်လာလားလို့ဖြစ်တယ်ဒါဝိဒ်ကတော့မစားနိုင်တော့အောင်နှလုံးကြည်ကွဲစွာနဲ့တောင်းတယ်နှလုံးကြည်ကွဲစွာနဲ့ဘုရားရှင်ကိုတောင်းပန်ဘုရားရှင်ကိုနောင်တတရားအဖြစ်နဲ့ဘုရားရှင်ကိုတောင်းပန်ကျွန်တော်တို့ကတော့ငါတို့ဒီစာရှောင်စတောင်းရမယ်ဒီပေါ်လေးလူကြီးတွေဆောစာရှောင်စတောင်းဖို့ဘုရားရှင်ပြီးမှာပေါ့ဒါတော့အစာရှောင်တဲ့ဘက်ကထားပါတော့အားလုံးနဲ့ပူပြီးတော့ပြီးမှာနောက်ကျွန်တော်ပြောချင်တာဒါဝိဒ်ကအစာရှောင်တာကသူ့ရဲ့နှလုံးသားကြည်ကွဲလို့ပါနော်ပြောချင်တာသူ့ရဲ့နှလုံးသားကိုဘုရားကိုပြဘုရားမြင်တယ်မြင်ပြီးတော့ဘာဖြစ်လဲလုံးဝမလုပ်ဒါပေမဲ့ခေါင်းနဲ့ဘုရားကလုံးဝရှုံတော့သက်ဆုံးတယ်ပဲဆက်ကတော့ဒီညမှာဘုရားနဲ့ဒါဝိဒ်နဲ့စိတ်ကောက်ကြတယ်စိတ်ကောက်တော့ဒါဝိဒ်နဲ့ဘုရားနဲ့ကလုံးဝဘုရားကဒါဝိဒ်ကိုတန်ပေးနေတယ်ထားလုံးဝဘုရားပြောတဲ့တိုင်းလုံးနဲ့ဘုရားသူ့ရဲ့သားကိုယူပြလိုက်တောက်ယူပြတဲ့ချင်းချင်းမှာဖြစ်တယ်ထိုအခါဒါဝိဒ်ကိုညီမထားပြီးထိုအခါဒါဝိဒ်ကိုညီမထားပြီးဒီချိုးခြင်းစီရင်ခြင်းအဝလဲခြင်းကိုပြုပြီးထာဝရဘုရားအိမ်တော်သို့သွားရင်တွေ့လားသူဘာလုပ်လဲဒီချိုးသူညစ်ပတ်ပေးရဲ့အရာတွေဒီချိုးပရမတ်တော့သူဒီနှလုံးသားချေကွဲစွာနဲ့ဖြစ်နေတဲ့အချိန်မှာသူဘာမှမလုပ်နိုင်ဘူးဘုရားကိုဘာမှမလုပ်နိုင်ဒါပေမဲ့ပြီးရောပရမတ်တို့သူရဲ့ခန္ဓာကိုယ်တန်းစင်ဒုက္ခနာကိုမရှိတဲ့မြင်ချင်းအားလုံးတက်စတယ်သူရဲ့ဘဝမှာရှိတဲ့အရာအားလုံးသူမေးပြလိုက်တယ်ပြီးရင်စီတီချာနေတယ်ဘာကြောင့်လဲထာဝရဘုရားရဲ့အိမ်တော်သွားပြီးတော့ဘိုးကွယ်ကိုအဆုံးရဘုရားသူ့ဘလောက်ဖြစ်မှာဖြစ်တယ်အားလုံးသိတဲ့အတိုင်းကျွန်တော်ရဲ့တက်တာလည်းပါလေကိုဖုံးမလို့နိုင်ခြင်းကလေဘိုးပြုကိုယ်ွယ်ခြင်းကိုအနောက်ရှက်လုံးဝဖြစ်စေပါတယ်ကိုခွတ်မလို့နိုင်တယ်ဘာကြောင့်လဲဆိုတော့ကိုကျွန်တော်အရန်ကိုဘယ်လိုပြောမလဲကိုထင်ကြီးရလားတော့မသိပါဘူးအေးတယ်အိမ်ပဲဘာကြီးရကြီးပြီးတော့လာကျမဆက်ခေးလို့ပြောမိမော်နာမကြီးကြီးဝေးနေတယ်ကျမဆက်လို့ကျမဆက်ခေးလို့အကျဉ်းလာရှေ့အနာဂတ်မှာကျွန်တော်တို့အဲ့ဒီကိုခွန်မလို့နိုင်ခြင်းကကျွန်တော်တို့အတွက်နောက်ဆက်ဖြစ်တယ်ဘုရားကိုယ်ကိုယ်မှာ guiltiness စာနာတာဒီနေရာမှာ
နေရတယ်ဟာဒီကဘုရားရှင်ကိုဘယ်လိုကိုးကွယ်လဲနေဟိုနေရာဟိုနေရာမှာဘယ်လိုလုပ်တာတော့ပြင်းများတယ်ပေါ်လာပဲမှာအော်တော့ပါစိတ်တော့ဟဲ့လားဒါပေမဲ့ကျွန်တော်ပြောပြမယ်ဘုရားရှင်ကလေကားတိုင်းပေါ်မှာကျွန်တော်တို့အားလုံးပဲအမှုအားလုံးချိန်ပြီးပြီကျွန်တော်အတွက်တိုင်းအားလုံးချိုးပြတ်ဖို့အတွက်တိုင်းအားလုံးကျွန်တော်ဂျေရခေါမြို့ကြီးကျွန်တော်အသက်တာရဲ့ဂျေရခေါမြို့ကြီးရှုံးနေခြင်းအားလုံးကိုကျွန်တော်သိမ့်ပိုက်ဖို့အတွက်ကျွန်တော်လုပ်ရမယ့်အပိုင်းကဘုရားရှင်ရဲ့နှုတ်ကပတ်တော်နဲ့ထိလို့ဖို့နဲ့နာခံဖို့နဲ့ချီးမွမ်းဖို့ပဲဖို့ပဲရှိတယ်အားရပါရကြွကြော်ဖို့ပဲရှိတယ်ကျွန်တော်အသက်တာထဲမှာဘာတွေကြုံတွေ့ပြီလဲကျွန်တော်အသက်တာထဲမှာဘယ်နေရာချိုးပြပြီလဲဒါမှမဟုတ်ဒီနေ့ကျွန်တော်ရဲ့အသက်တာထဲမှာဘယ်အချက်ကဘယ်အရာကကျွန်တော်ကိုဆွဲချနေတယ်ကျွန်မကိုဆွဲချနေတယ်အားလုံးကျွန်တော်ချီးမွမ်းဖို့ပဲရှိတယ်ကျွန်တော်ကြော်ဖြတ်ရအောင်လို့ဒီနေ့ကျွန်တော်ခေါ်ပေးချင်ပါတယ်လက်ဆရာဖျားရှင်ကောင်းချီးပေးပါစေနောက်ဆုံးအနေနဲ့ကျွန်တော်တို့ကားတိုင်းပေါ်မှာဆွဲချင်တဲ့ကျွန်တော်တို့မတည့်ရပြီးတော့ဘုရားရှင်ရဲ့ဆံမှာပြန်လည်ပြီးကျွန်တော်တက်လာတဲ့စက္ကန့်အရာအနေနဲ့ worship team ချက်တော့တက်လာတယ်ဒီအချင်းဆိုရင်လည်းကျွန်တော်ကိုယ့်ကိုစက္ကန့်ရကိုယ့်ကိုအနေနဲ့ကိုယ့်ကိုစက္ကန့်အနေနဲ့
ကိုယ်ွယ်တော်တာနဲ့ကဘာမှမပြီးသွားတဲ့ဆရာမတို့ကဘာမှမသိဘူးတဲ့ဆရာနဲ့စာအပ်ပြီးတော့